လူတိုင်းမှာအခက်ခဲတွေကိုယ်စီရှိကြတယ်အမြင့်ကိုတက်ချင်ပြီးဆိုရင်လှေကားတဲ့နဲ့တက်ရတယ်လို့ပဲဘဝမှာလည်းအခက်ခဲဆိုတာကလှေကားတဲ့ပါပဲလူဆိုတဲ့သဘောတဘာဝကအခက်ခဲကြုံလာပြီဆိုရင်စိတ်သက်ကြကြတယ်စိတ်သက်မကြဘဲနဲ့ရင်ဆိုင်ကြော်ဖြတ်နိုင်မှုအတွက်ပုံမြင်လေးတစ်ပုဒ်ကိုပြောပြပေးချင်တာပါအခါတော့ကအမတ်ကြီးတစ်ပါးကြည့်တယ်အဲ့ဒီအမတ်ကြီးကဘယ်အရာကိုပဲဖြစ်ဖြစ်ကောင်းတဲ့ဘက်ကနေတွေးပေးတတ်တယ်မြင်ပေးတတ်တယ်ကောင်းဖို့ဖြစ်လာတာပါဆိုတာသူ့ရဲ့လက်သုံးစကားတနေ့ကျတော့ဘယင်းရဲ့လက်မှာခုနာလေးပေါက်တယ်ဘယင်းကကျုပ်ရဲ့လက်မှာတော့ခုနာလေးပေါက်လာတယ်ဆေးထည့်လိုက်ရင်တက်တာသွားမှာပါဘာပဲဖြစ်ဖြစ်ကောင်းဖို့ဖြစ်လာတာပါလို့အမတ်ကြီးကပြောလိုက်တယ်တက်တာသွားမှာပဲလို့ဘယင်းကလည်းတွေးလိုက်တယ်အဲ့လိုနဲ့ပဲအဲ့ဒီခုနာလေးကနေပြည်တယ်ပြီးတော့စားသွားလိုက်တာလက်ကလေးကဖြတ်ရတဲ့အဆင့်ကိုရောက်သွားတယ်အမတ်ကြီးရေကျုပ်လက်ကလေးကတော့ဖြတ်လိုက်ရပြီအဲ့တော့အမတ်ကြီးကကောင်းဖို့ဖြစ်လာတာပါဖေ။လို့ပဲပြောလိုက်တယ်တဲ့ဘယင်းကစိတ်ဆိုးတာပေါ့ငါလက်ကလေးဖြတ်လိုက်ရတဲ့အထိရောက်တာတော့မှကောင်းနှုံးရှိသေးတယ်ဘလောက်ထိအောင်ကောင်းဖို့ဖြစ်လာတာပြောနိုင်မလဲကြည်ကြသေးတာပေါ့ဆိုပြီးတော့မှစိတ်ဆိုးဆိုးနဲ့အမတ်ကြီးကိုအချုပ်ထဲထည့်လိုက်တယ်အမတ်ကြီးကလည်းကောင်းဖို့ဖြစ်လာတာပါဖေ။ဆိုပြီးတော့အချုပ်ထဲကိုဝင်သွားတယ်အဲ့လိုနဲ့ပဲဘယင်းကစိတ်ပြေလက်ပြောက်ဆိုပြီးတော့တောကစားထွက်တယ်တောထဲမှာမျက်စိလဲလမ်းမပြီးတော့မှလူရိုင်းနေစီကိုရောက်သွားတယ်လူရိုင်းတွေကဘယင်းမှန်းလဲသိရောဟာအာရဝမ်းသာနဲ့လူတွေအထွတ်မြတ်ထားတဲ့ဘယင်းကိုသာရစ်ပူစွာလိုက်နိုင်ရင်ငါတို့အတွက်ကံကောင်းခြင်းတွေရလာတော့မှာပဲဆိုပြီးတော့ဖမ်းသွားကြတယ်လူရိုင်းကောင်းဆောင်ကြီးကကဲဒီဘယင်းကိုရေမိုးချိုးပြီးတော့တန့်စင်ပေးလိုက်အဲ့လိုတန့်စင်ပြီးမှငါတို့ရစ်ပူစွာလို့ဖြစ်မှာအဲ့ချိန်မှာဘယင်းကိုရေမိုးချိုးပေးကြတာပေါ့လူရိုင်းနေတဲ့တယောက်ကဟာဒီဘယင်းအင်္ဂါမစုံဘူးအင်္ဂါမစုံတဲ့လူနဲ့ရစ်ပူစွာလို့မဖြစ်ဘူးလေလို့ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာလူရိုင်းကောင်းဆောင်ကြီးကဘယင်းကိုတွတ်ပေးလိုက်တာဘယင်းဘသူ့ကိုသတိရနေမယ်ထင်လဲနန်းတော်လည်းပြန်ရောက်သွားရောချုပ်ခန်းထဲကအမတ်ကြီးကိုခုချက်ချင်းလှို့ငါချေကိုခါစားခိုင်းလိုက်ဆိုပြီးတော့မှကျုပ်လက်ကလေးပြတ်သွားတာလေတကယ်ကိုကောင်းမှုဖြစ်လာတာအမတ်ကြီးရေတော်ထဲမှာဒီလိုဖြစ်ခဲ့တယ်ဆိုတာကိုပြောပြတာကျုပ်အတွက်ကတော့ကောင်းမှုဖြစ်လာတာဒါပေမဲ့ခမရအတွက်ကတော့အချုပ်ခန်းထဲမှာဒုက္ခတွေခံလိုက်ရတာပေါ့လို့ပြောလိုက်တာအမတ်ကြီးကဘာပြန်ပြောလဲဆိုတော့ကျွန်တော်မျိုးအတွက်ကလည်းကောင်းမှုဖြစ်လာတာပါဖေ။ကျွန်တော်မျိုးသာအချုပ်ခံထားရတာမဟုတ်ရင်ဘယင်းနဲ့အတူတူတောထဲရောက်ပြီးတော့အဖမ်းခံရမှာဘယင်းကိုရစ်ပူစော်လို့မရရင်ကျွန်တော်မျိုးကိုရစ်ပူစော်ခံရမှာဒါကြောင့်ကျွန်တော်မျိုးအချုပ်ခန်းထဲမှာရောက်နေတာလေကောင်းမှုဖြစ်လာတာပါဖေ။လို့ပြောလိုက်တယ်အဲ့ချိန်မှာဘယင်းကအော်မှန်လိုက်တာဒါကြောင့်မို့လို့အရာရာကကောင်းမှုဖြစ်လာတာပါလားလို့လက်ခံသွားတယ်ဒီပုံမြင်လေးကိုနားထောင်ပြီးတဲ့အချိန်မှာဘယ်လိုအခက်ခဲတွေပဲလာအရာရာကကောင်းမှုဖြစ်လာတာပါလို့တွေးလိုက်တာနဲ့အခက်ခဲတွေကိုရင်ဆိုင်ကျော်လွှားနိုင်တဲ့ခွန်အားတွေရရှိလာတယ်အဲ့ဒီခွန်အားတွေနဲ့သာရင်ဆိုင်ကျော်လွှားလိုက်မယ်ဆိုရင်ပို့ပြီးတော့မြင်မာတဲ့ဘဝကိုပိုင်ဆိုင်လာနိုင်မှာသိကြပါတယ်ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုလေးမှာပြန်ဆောင်ကြပါအောင်မယ်နော်